မင်းကပြေးနေတာပြေးလိုက်တာလူမိုက်ကြီးလမ်းမဆုံးသေးဘူးလားဟဲ့ပင်ပြေးနေတဲ့ကန္နာရခီးပြန်ကြည့်စမ်းလူတွေဖမ်းလက်တွေဖြတ်သေးအောင်တာနာယကကြောပြီးတော့မွေးမယ်တော်ကိုတောင်းမင်းတတ်မလို့လိုက်နေတဲ့သားပါလားအခုကြည့်ငါဖယားကိုမင်းလိုက်နေပြန်ပြီငါဖယားမှမပြေးဘူးပြေးစရာလမ်းလည်းမရှိတော့ဘူးနိဗ္ဗာန်မဟုတ်ဦးကရပ်ပြီးတော့သင်ငယ်သို့လူရန်လူဆိုးလူတရားလူချမ်းကြီးတွေကိုတဏှာသဖြင့်ကဲတင်တော်မူရန်အတွက်ခြေသားလေးသိချင်းတဲ့ကဝတ္တိပါဠိအနန္တဖြည့်ပြီးတော့သင်ငယ်သို့လူတွေရင်ကျေးအောင်ငါဆုံးမခြင်းလို့နိဗ္ဗာန်မဟုတ်ဦးကရပ်လျက်ခေါ်နေတယ်ငါမပြေးပါဘူးကွယ်ခြေသားအင်္ဂုလိမာလာမင်းသာပြေးတာဟဲ့လူမိုက်ကြီးမောသေးဘူးလားဟဲ့လမ်းမဆုံးသေးဘူးလားဟဲ့ငါဖယားမှလမ်းဆုံးရောက်နေပါပြီကွယ်လို့မိန့်တော်မူလိုက်တော့သူလားတွေးနေပါပြီကွယ်လို့မိန့်တော်မူလိုက်တော့တွေးပြီးမြတ်တော်မခဖဲကြည့်မျက်ရည်ဒီလုံးဝိုင်းလာဟာအိုးငါတသက်ဘယ်တော့မှမကြောက်ဘူးတဲ့စကားတွေပါလားခေါ်လိုက်တာငါ့ကိုအင်္ဂုလိမာလာခြေသားအင်္ဂုလိမာလာတဲ့အမလေးငါ့ကိုခြေစနိုးခေါ်တဲ့စကားသံကိုလည်းငါနားထဲကမထွက်ဇက်တိုက်ကြီးကြားနေတယ်ပြီးတော့လည်းငါဖယားနဲ့ပြောလိုက်တာတွတ်ငါဖယားမှပြေးစရာလမ်းမရှိတော့ဘူးတဲ့ငါဖယားမပြေးမင်းသာပြေးနေတာအင်္ဂုလိမာလာတဲ့မင်းလိုလူမိုက်ကြီးတွေလူရန်ကားကြီးတွေငါဖယားတဏှာလို့နိဗ္ဗာန်ဘုဦးကရခေါ်တဲ့တန်တော့ငါကြောက်ဘူးတဲ့အတိုင်းဆိုရင်ဖြင့်ဟောကပ်ပြီးလုံးအတိုင်းပြေကသုတ်တော်တဏှာနဲ့မေမယမှပေါက်ဖွားတဲ့သိတ္တထကဖြစ်တဲ့ဂေါရမဖယားဆိုတာဒါနဲ့တူရဲ့စဉ်းစားမိဟုတ်ပါပြီကိုရမဖယားဆိုတာဒါနဲ့တူရဲ့အင်္ဂုလိမာလာအမလေးလူတွေကိုထောက်ချီပြီးတော့ငါတတ်လာခဲ့အမေကိုတောင်းတတ်မလို့လိုက်တဲ့သားအခုဖယားဆိုတဲ့တိတ်တထောက်ငါတတ်မလို့လိုက်နေပြန်မှာမို့လားမာပြီအင်္ဂုလိမာလာမင်းမာပြီဟဲ့မြတ်စွာဘုရားတွေ့တော့ဒုက္ခကောင်းကြီးလူမကြီးပြင်းနေတာလမ်းမဆုံးသေးဘူးလားလို့မိန့်တော်မူသဖြင့်ဟာဒီလူမကြီးလမ်းဆုံးအောင်ဒီဒုက္ခတွေတုံအောင်ကဲတင်တော်မူပါဗျာမြတ်စွာဘုရားတဏှာသစ္စာတွေတော်ကိုတရားစေတိုက်တော်မူပါဗျာလို့ဒူးကလေးတစ်ဖက်အောက်ထောင်းဒူးကလေးတစ်ဖက်ထောင်းတဲ့ဒူးဘောတောင်းစစ်ကလေးဆန်းတင်တရိုးလေးထိတ်ကကိုင်းပြီးတော့မြေကြီးပေါ်စိုက်မလာပါဗျာတတိတော်တဏှာသဖြင့်ကဲတင်တော်မူပါဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့ခမဗျာကိုတော်မြတ်ကအေဟိဘိက္ခုသမ္မစရထဒုက္ခတောဟာတောင်တကိရိယာယလို့အေဟိဘိက္ခုခေါ်တော်မူပါတယ်ဗျာအဲ့ဒီချိန်မှာပဲလေသံမုတ်စိတ်ရိပ်ပြီးဝါ60ရာသောမထေကြီးကဲ့သို့ဆန္ဒဗိညာပฏิသမ္မိတာပတ္တအာသဝကိုခန့်၍အေဟိဘိက္ခုယဟနာကြီးဖြစ်ပါဗျာအေဟိဘိက္ခုယဟနာကြီးဖြစ်တော့သင်္ကန်းအတွင်းနဲ့ပုတ်စိတ်ပမြိုင်လေးပြောက်လို့ငပိတ်ကြီးပိုက်လို့အမေလို့သူကမျက်တောင်ခါဖက်ကြည့်ဟောဟင်ခေါ်ရမှာဖယားကိုလိုက်တဲ့သားအကြလိုက်ပါပြီဘုံကလည်းငပိတ်ကြီးပိုက်လို့ဖယားနောက်ကလိုက်သားရဲ့လူလေဟိတကအမေကိုတရားတော်မှာပြည့်အောင်တော့လားသားရဲ့အမေကျင်းတယ်လို့အမေဝန်တန်လို့သားရဲ့ဟောကြီးစံအမေခေါ်ရတော့ငါသားကြီးမထူနိုင်တော့ပါလားသားရဲ့အမေခေါ်နေတဲ့အဟိနကရဲ့ဒီတော့ဘာပြန်ပြောလို့အိုးမိခင်ပင်ဒီငါအဝန်းနဲ့လွယ်၍သာဖွာခဲ့ရသည်ဝန်းနဲ့လွယ်၍ဖွာသောကျေးဇူးသာရှိသည်ငါဒုက္ခတုံးအောင်ဒုက္ခဆုံးအောင်လူမိုက်ကြီးလမ်းဆုံးအောင်ကဲတင်တော်မူသော
ခေါ်ရမမြတ်စွာဘုရားသီတော်ဖြင့်ငါအိဖခင်ရင်ဖြစ်တော်သည်မိခင်ငါလိုက်တော့နောက်ကလိုက်တော့အမေလို့သူမျက်ရည်ကဖြိုင်ဖြိုင်ကြလို့လိုက်တာလိုက်ပါတော့တာရဲ့အမေမေးလိုက်စမ်းမရစေအောင်မင်းလူတွေဖုံးလက်တွေဖြတ်ပြီးတော့တေအောင်တတ်နေတော့ငါမင်းပဲအိတ်တုံးပဲနေတော့သမင်းနဲ့မအောင်စားရရဲ့လားတာရဲ့အမေကိုဒီအကြောင်းစကားလေးတွေမေးတာပြောပါအောင်တော့လားဟောလိုက်သွားပြီစိတ်နဲ့မွေးသမီးကကြီးကိုတောင်းမှကျေးဇူးဆက်တရားမဟောပဲတော့ပါလားတာရဲ့ကြည်သမားအမေမျောမဲ့မျောတော့ငါတော့လည်းပေါ်မလာဘူးသားရဲ့ငါသားကြီးအမေမျောတော့ငါပေါ်မလာပေမဲ့လို့လာမဲ့လာပြန်တော့လေလူသားကောင်းကြီးဘဝနဲ့သားရဲ့အမေကိုတောင်းတတ်မလို့လိုက်တဲ့သားကြီးဘဝနဲ့ပြန်လာတယ်အဲ့ဒီတော့အမေကြောင်လုံးလို့အခုရဟန်းအသွေးနဲ့တာမျက်နှာလေးဖူးမြောခြင်းလို့အနာကချင်းလို့အမေလျှောက်ပါတော့လေသူတော်ကောင်းကြီးဘဝရောက်မှအမေကိုဂရုမစိုက်ပါလားသားရဲ့အမေပဲလို့လှုပ်ပြီးတော့ဖြေးရပါမလို့ရဲ့လို့သားမောင်ရဲ့မှာတက်လေလူလေရှိရကငိုပြန်မျိုးမမီကငယ်မြင်ရောစီငိုအကြီးပါလို့ဒီမြင်ရဲ့မင်းကသားကြီးရဟန်းသွင်းနေမြင်ရအမေမျက်ရည်မကျတော့ဘူးလို့အောက်မေးခဲ့ပေမဲ့လို့ခုတော့လေအမေကိုဂရုမစိုက်လို့အမေမျက်ရည်ချောင်းစီပြီတားရဲ့ချောင်းစီပါကိုလာရဲ့လို့မမီကငယ်မြင်ရောစီငိုကကြီးပါလို့ဒီမြင်ရဲ့ခွေးကလွန်သားမောင်ကိုလွန်နာနဲ့ပင်မမာပြီမပင်မမာပြီလူကလေးရဲ့ဟိုလေငိုတယ်လို့မှတ်ပေါ်ရပြေးသားကြီးအမေလို့သူငိုဘူးလားငိုပဲဒီရပါခွက်လိုက်သွားပြီဖះเจ้าတော့လိုက်အင်္ဂလိပ်မှာလာတော့မရှိဘူးကောသလကဝိုင်းတော့ဝိုင်းဟောပါသွားသူကဝိုင်းတော့မယ်လူတွေကောင်းတွေကြောဟာဒီနာသွေးတွေခုကြည့်လားသွေးရရတန်ရရနဲ့ခုမှတတ်သွားတာရှင်နာတဲ့နေမှာဝိုင်းလိုက်ကြည့်ဘူးကမတွေ့လားမကမတွေ့တဲ့နောက်ဆုံးဘုရားကျောင်းတော်ထဲဝင်သွားချွေးပေါက်တယ်မော်လုံးဟဲ့ဒါကတော့ကောသလဘယ်ကနေငါဘုရားထံပေါက်လာတယ်မှတ်မော်လုံးဟဲ့ဒါကတော့ကောသလဘယ်ကနေငါဘုရားထံပေါက်လာတယ်မှတ်လားပေါ့ဗျာမြတ်စွာဘုရားကြားတော်မူဘူးလားအင်္ဂုလိမာလာကြီးလူဖမ်းလက်ဖြတ်တေအောင်တတ်လို့ဘုရားကြီးတို့တိုင်းရကအောလို့မနေသာပဲနဲ့သူ့အတွက်အခုအလောင်းတွေကြောပြီးလိုက်ဖမ်းနေရပါဗျာဘယ်တွေ့မလဲတကားတော့ရဲ့အင်္ဂုလိမာလာလူမမသတ်တော့ပဲနဲ့ဟောဗျာရှင်ဗျာမြတ်စွာဘုရားလူဖမ်းလက်ဖြတ်တေအောင်တတ်လူတွေကောင်းနေအခုအရှင်လက်တတ်ထားတာသွေးစိမ့်နေနဲ့တပည့်တို့ကြောလွှတ်ပြီးတော့လာခဲ့ရပါဗျာလူတတ်ပါတယ်ဗျာမတတ်တော့ဘူးလေတကားတော့ရဲ့အိုးလူတွေကောင်းနေကြောပြီးတော့လာခဲ့ရလို့တတ်တော့ဗျာဩမတတ်ပါဘူးတကားတော့ရဲ့အရင်တော့ကတတ်တာအခုမတတ်တော့ဘူးအရင်တော့ကတတ်တာအခုမတတ်တော့ဘူးမှန်လားပါဗျာတွေးတော့မယုံနိုင်အောင်ဖြစ်နေတယ်ဗျာဟဲ့တကားတော့မယုံလို့ရှိရင်ငါဘုရားခေါ်ပြခြေသားအင်္ဂုလိပါလားငါဘုရားရှိတော်မောက်အရောက်လာခဲ့စားဘာပြောကောင်းမလဲပရိသတ်ကြီးခြေသားငါဘုရားရှိတော်မောက်အရောက်လာခဲ့ဇန်းလို့လဲခေါ်လိုက်ရောနောက်ကတတ္တိကောင်းပိတ်ဆိုတဲ့တန်ခမောက်ဆောင်နေဖင်ထောင်ပြေးပြီပြေကုန်ပြီဟာအင်္ဂုလိပါလားငါဘုရားရှိတော်မောက်လာခဲ့စားဟဲ့ပြီးတော့လာပြီပြေးကြပြေးတာတယောက်မှမရှိကောသလဘုရင်ကြီးကမပြေးပါသည်လက်နှစ်ဖက်နောက်ထောက်ပြီးပက်လက်လန်ကမှချွေးသည်ချွေးပေါက်တင်တဲ့ပါဇာကြီးဟာကြောက်လို့ရှင်မင်းကမပြေးကောင်းလို့ကြံရဲ့ပြေးသားကြီးရှင်မင်းပြေးကောင်းသလားမပြေးကောင်းတဲ့လူပဲနှစ်ယောက်ရှိဘယ်တော့မှသူကပြောတာအော်တရားတွေနာထားတယ်လို့ဘုသူတ္တရှိယဟန်နဲ့မိမတဲ့ရှင်မင်းနဲ့မင်းစည်းတဲ့ဆင်းနဲ့ပြေးကောင်းမှုကျွတ်တို့ယဟန်ပြေးဖို့ပြောနေလက်တောင်ရမ်းမသွားရဘူး
ဒါပတိလက်ရမ်းမသွားရဘူးဆိုပေမဲ့လို့မပြေးကောင်းပေမဲ့မန္တလေးကျွတ်တို့ခမကန်နိုင်နောက်ဖက်ပလန်းရထဲမီးလောင်တော့ဘုန်းကြီးတွေပြေးကြောင်ကြိုက်တက်နေရတာဟုတ်လားအော်အတော်သင့်ပြစ်လောက်တော့လည်းပဲတရားနာပြည့်တာအသင့်ခံပြီးဆွမ်းတကဆွမ်းပါđiဆိုတော့ဘုန်းကြီးတွေကငဲ့ကြတယ်ကိုတော်တစ်ပါးများမီးလောင်တဲ့အသားကြီးဖက်ပြီးတော့ပြစ်ဘုံတို့ပဲလိုက်ရကြဒါတော့ထိအောင်ငဲ့ညတော်မူကြဂရုစိုက်ကြကဲဘုန်းကြီးပြေကောင်းမှုမိမလည်းပြေကောင်းမှုမထမိမပြေကောင်းမှုမိမပြေကောင်းမှုဒါတော့ပြောသိအောင်ပေါ့မန္တလေးကျုပ်ဒီတရားထဲဟောတခါတယောက်ကမဟောနဲ့ဗျာတဲ့ကြိုက်တော့ဘူးတဲ့ကြိုက်တော့ဘူးတဲ့ကျုပ်ဟောတာလည်းကြည်အောင်လေဟဲ့ငါထမများဗမာပြည်မျိုးသမီးယဉ်ကျေးမှုရှိတဲ့ခြေသလုံးသားလူမြင်မကြောက်တဲ့ဒါဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုဟဲ့ခြေသလုံးသားလူမြင်မကြောက်တဲ့ကျုပ်တို့ကဒီတိုင်းထဲဟောခုတော့လူမြင်မကြောက်မှကြောက်ပဲဥလသိန်းကထမိန်သေးချောင်းဝှက်ပြတာတခါတည်းကိုကွာတဲ့သူတို့ကဒီအစာလေးကိုအတွင်းစာကိုအထက်ခါရှိလေးမြင့်ပတ်ပြီးဆွဲလိုက်တော့ခွင်ကလေးကချစ်လာတော့ဥလသိန်းအဲ့တိုင်းပြောတာမဲပြီးတော့ဟိုဝင်းနေတဲ့ခြေသလုံးသားလေးလူမြင်လို့မဲတချမ်းဖော်ထားတော့ကွာသွားလိုက်ရင်ထမိန်တစတိုးနေတာငါဘာတော့အောင်မင်းနေပြီးတော့ဘာတော့အောင်မင်းအေးကွယ်ငါကြီးများနှမများသတိပြုကြဟဲ့ဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုကခြေလုံးသားလူမြင်မှကြောက်တဲ့ဒါပတိတို့ကောက်ဆိုင်တဲ့နေရာတော့အလွတ်ပေါ့ကွာဒါလည်းထည့်ပြောပါသေးလူစိမ့်တယောက်ကမြက်တော်မခတ်ဖဲနဲ့စစ်စိုက်ကြည့်တာတော့မခံနိုင်မဲနဲ့မြက်လွှာကလေးအောက်ချသွားတာဒါဗမာအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်လားပြိဿကြီးကာမတတ္တဝါမနေနိုင်လို့အိမ်အောင်ပြုတာတခြားကွာရှက်တာကရှက်တာပဲဟာဒါလူကိုကွာရှက်တာပဲကွာဒါကြောင့်ကွယ်မိမမပြေကောင်းဘူးလို့ငါပြောပါတကွယ်ဒါပေမဲ့လို့ခုခေတ်တော်လို့ကျုပ်ကမန္တလေးတုန်းကပြောမိပေါင်းမိတို့လေးဝဲဘောခတ်ကုန်ကြပါပြီလို့ဘောခတ်တော်လို့လူပြက်တွေကလှောင်တယ်လို့အိမ်ဒီပြက်တော့မလွန်ပေါ်ကွင်းထဲမှာအမျိုးသမီးအသင်အချင်းချင်းဘောခတ်တဲ့အဲ့ဒါတရေကြတယ်ကြည်တဲ့လူတွေကငါအငိမ့်ကိုသေချာရက်နာထောင်ငါတော့ကမှတ်ထားဟဲ့ရိုးပြောတာမှလားလှောင်းနေတာဗျနင်တို့ဒီတော့တယောက်ကပြောတယ်သေကြတယ်ဆိုရင်မင်းဟာဘယ်ဘက်ကမှဂိုးမသွင်းဘူးပေါ့တဲ့လှောင်းရင်လည်းလှောင်းတာသူတို့ကဒီတော့ဟိုကောင်ကထပြောတယ်ဩမင်းငါပြောတဲ့စကားဆုံးအောင်နားထောင်တဲ့ဘောင်းဘီတို့လေးတွေနဲ့ပေါင်းဖွေးလေးတွေနဲ့မိမသိအချင်းချင်းဘော့ခတ်တော့အဲ့ဒါသေကြတယ်တဲ့ဘေးကကြည့်တဲ့လူတွေကတဲ့အဲ့ဒီတော့မှဟိုလူကအာမေတိတ်တန်နဲ့ထလှောင်လိုက်တယ်။အော်ကောင်းသေးလားလှောင်တာဟဲ့ငါကဒီတရားမန္တလေးထဲဟောတော့တကားတယောက်ကဒီတရားမန္တလေးဟောပါနဲ့တဲ့ကြိုက်တော့ဘူးတဲ့ကျုပ်ကဘေးရတကားကိုပြောကြည့်တယ်တကားကြီးလို့ဟိုတကားကြီးကဒီလိုပြောတယ်လို့ဆိုတော့ပြောတော့ပေါ့ဖရတဲ့သူ့သမီးကဘောင်းမီတူဝဲဘောခါနေတာတဲ့ဆိုအော်မိဘများကလည်းမိဘပဲတို့ပဲမလို့ကြမ်းပါရဲ့လို့ဆိုရတော့လေဒီကောင်းထန်တာရှိတာဝလေးလို့ပေါ့နောက်တာတော့ဘုန်းကြီးတို့ကယဉ်ကျေးမှုနဲ့အနှောက်အယှက်ပေးတယ်ပဲလို့မှအောင်းမေလို့လည်းမဟုတ်ပါဘူးပြိဿမိမမပြေးကောင်းတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဗမာယဉ်ကျေးမှုကိုထွက်သွားပါတယ်မှန်လားပြိဿကြီးကဲပြေးကောင်းမှုများမင်္ဂလာမင်းစည်းဆင်လည်းပဲဆင်ရိုင်းကဲဆိုမုံယိုပြေးနေမယ်ဆိုရင်ကဲ့ရက်ွယ်ဖြစ်တယ်မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ဆိုွယ်ဖြစ်ချင်းကြောင့်ပြေးကောင်းရှင်မရင်ကြပြန်တော့လေကတောင်းတကြားချမ်းနဲ့ပြေးနေမယ်ဆိုရင်ဘယ်ရင်ဖြစ်ထိုက်တဲ့ဘုံလက္ခဏာမပါဘူးကဲ့ရဲ့တင်ကြိုစကရင်ဆိုမှကြောင့်မပြေးကောင်းလို့ရှင်မရင်မပြေးတာတဲ့ဗျို့ပြေးတာကြီးကောသလာကြီးဘာလို့မပြေးတာတော့မပြေးကောင်းလို့ပြေးတာအသေးခန္ဓာခန်းကိုခံရအခုပက်လက်ကြီးလန်လို့ကြီးချွေးတွေများပြန်လို့ဖျားမလီဖျားတိုက်တာဖျားကူတခါတည်းပါစထဲကခရလေးရေလွတ်အဲ့ဒါလို့တာတော့ဘုရားကိုယ်တော်မြတ်ကသနာသဖြင့်ဟဲ့တကားတော့ထတကားတော့ရဲ့မပူနဲ့မကြောက်နဲ့ကြည်စမ်းအင်ကုလိမလာခေါ်တော်လေသင်ထင်တဲ့အသွင်တိုင်းဟုတ်ကလည်းကြည်စမ်းတကားတော့ရဲ့တောင်ခပ်ဖဲနဲ့ကြည်လိုက်တော့အော်နေတာဟေးစောကလူတွေဖောင်းလက်တဖြတ်တေအောင်သား
အခုယဟန်ဇာအတွင်းနဲ့ငါမြင်ရပြီဟောမြတ်စွာဘုရားမြတ်စွာဘုရားတလောက်ဆိုးတယ်တလောက်ကြမ်းတယ်တလောက်ရမ်းတယ်လူသားကောင်းကြီးကိုယခုကဲ့သို့ယဟန်ပေါင်းရောက်အောင်ကဲတင်တော်မူနိုင်တော်မြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဖန်ဖန်ထထချီးကျူးလို့ဟောမြတ်စွာဘုရားလျှောက်ထားပြီးတော့လက်ရည်လှဲ့ပြီးတော့ကိုင်းကောသလကြီးပြန်ဆိုကြပါစို့ဗျာအင်္ဂုလိမာလာကြီးတော့ဒီပြစ္ဆခဘုံကပြုတဲ့ကံတွေခံရတကောဘိသရဲ့နော်ပြစ္ဆခပြစ္ဆုတ်ပန်ဆတ်ဆတ်ယဟန္တာရဲ့လို့မကြည်ညိုတတ်ကြတော့ဘူးဘိသဘုရားလက်ထက်ကပုထုဇဉ်ဆိုတာထားတော့ဆုံးခံသွားလို့မရဘူးသာသတတ်သွားတဲ့ယဟန်နဲ့ငါသမီးလက်ဖြတ်သွားတဲ့ယဟန်နဲ့ငါမိမနမတတ်သွားတဲ့ယဟန်နဲ့ကဲထူကြဒုံနဲ့ပေါက်ကြသဲနဲ့ပက်ကြအင်္ဂုလိမာလာကြီးတော့ဒုက္ခရောက်ပြစ္ဆုတ်ပန်ဆတ်ဆတ်ဒီဒုက္ခလေးခံရလေဘိသယဟန္တာကြီးပြီမဲ့နောက်ဆုံးခံလို့မရရှာဆုံးလည်းမခံရတော့မြတ်စွာဘုရားကိုတော်မြတ်ကတနာတော်မူပါသဖြင့်ယတောဟံမဂိနိဂရိယဇာတိယဇာတောအစရှိသဖြင့်အင်္ဂုလိမာလာတုတ်ဆိုတာပေကြီးဆက်တုတ်တဲ့ပါပါတယ်ဗျာအဲ့ဒါဘုရားကိုတော်မြတ်ကအင်္ဂုလိမာလာတုတ်ပေးသနာဘုရားပေးတဲ့ဒီအင်္ဂုလိမာလာတုတ်ကလေးသူရွတ်ပြီးတော့တရားနာပရိသတ်ရေဟောရေနဲ့မန်းတိုက်ရေမန်းတိုက်မင်းမဖွားနိုင်တဲ့ဓမ္မတွေအင်္ဂုလိမာလာမထေကြီးကရေမန်းကလေးတိုက်တော့အလွယ်တကူမီးဖွားနိုင်ပြီအခုတည်းမြန်မာဆေးဆရာများသမာဓိရှိတဲ့ဆရာများပေါ့လေအင်္ဂုလိမာလာတုတ်၃ညတုံးပါဗျာ၃ညတုံးပါဗျာလက်နဲ့မထိပဲနဲ့၃ညတုံးပါဗျာသမာဓိရှိရင်အခုတည်းအသုံးပြုကြတုံးနော်အင်္ဂုလိမာလာတုတ်အင်္ဂုလိမာလာမထေကြီးဒီကဲဆိုရေမန်းလေးတိုက်ပြီးတော့အလွယ်တကူမီးဖွားနိုင်တဲ့အချိန်ခါမှာဘာပြောကောင်းမလဲဘိသရေလာလိုက်ကြတဲ့ပူကဲကြီးဟာဘယ်ရောက်ကုန်ပါလဲအော်နားလည်အောင်လို့ပြောအောင်ပါပဲခိုင်းအင်္ဂုလိမာလာမထေကြီးဒီလိုတဲ့ဆိုလာလိုက်ကြတာလုံးခန်းကိုကြလို့အဲ့ဒီမှာလက်လာပါပေါ်ပြီးတော့ပြစ္ဆကဒဏ်ခံရတာလေးကင်းလို့သွားပါတယ်ဗျာဒါကြောင့်အင်္ဂုလိမာလာကြီးဟန္တာဖြစ်တယ်လို့ဆိုတော့တချို့ကအိမ်ပြန်သွားမေးကြလိမ့်မယ်နော်လက်ညှိုးပေါင်း1000ဆိုပေမဲ့လို့တဲ့ဟိုကောင်ခြီသွားဒီကောင်ခြီသွားနဲ့လူ1000ကျော်သတ်တာပါတဲ့လူ1000ကျော်သတ်တဲ့အင်္ဂုလိမာလာကြီးယဟန္တာဖြစ်တယ်ဆိုတာပါဏာတိပါဒသိက္ခာဘုဟောထားတာယုံရဟုတ်နိုင်ပါမလားလုံနေအောင်မယ်နော်တန်ခါခုံဆိုတာပြန်ကြည့်ယရဏသုတ်ထဲပါပါတယ်ဗျာခိနံပူရဏနဝနတ္ထိသံဘဝံဝိရတစိတ်တယတိကေဝသမိတေခိနဝိဇာဝိရုံလိသန္တာနေဗန္တိတိရယထာယံပရိဘောလို့ဆိုတော့အဲ့ဒီခုံပြန်ကြည့်စားမျိုးအနဲ့ကလေးနဲ့အိမ်เจ้าမှာကြည့်ကြုတ်တော်မရွတ်နိုင်တော့ဘူးရှင်းပြောရင်မေလည်းမေ့ကုန်ပါပြီသို့တော့စဉ်းစားရွတ်ရမှာပေါ့ဒါပေမဲ့လို့အိမ်เจ้าပြန်ကြည့်စားမျိုးအယံပရိဘောဆိုပါလားခြေသားတို့တဲ့တန်ဃာတော်တွေရဲ့ခုံဆိုတာဟောဒီစီမီခွက်ကိုကြည့်ကံပြင်းတဲ့ကြီးစီမီခွက်ကလေးထွန်းထားတဲ့ဟိုမီးစာနဲ့ကျွတ်တူစီနဲ့ကုံသွားရင်အဲ့ဒီမီးခွက်ကလေးတောက်နိုင်မှာဟုတ်အဲ့ဒါကိုကြည်တဲ့ဗျယဟန္တာဖြစ်တယ်ဆိုရင်မီးစာကုံစီကံပစ္စည်းမှာဘဝိကသားတို့ဤဒီမှာဘဝကပါလာတဲ့အကုသိုလ်ကံရွေးတွေဒီပစ္စကဘဝမှာထိအဟောတိကံဖြစ်ပြီးတော့အကျိုးမပေးတော့ပဲလေမဲ့နဲ့ဆက်လို့မဲ့နဲ့တက်ကပါလာကြမြအကုသိုလ်တွေအကုန်လုံးကြည်နိုင်ပါတဲ့ဗျာဒါကြောင့်ငါဘာတွေလှုပ်ထားတာပဲဟိုလေငါလူစိုးကြီးပဲငါဘာတွေရုပ်မှထားတာပါပဲနိဗ္ဗာန်ရနိုင်မထင်ပါဘူးလို့အာမလျှော့နဲ့နော်မဲ့နဲ့သာဆန်းမဲ့နဲ့သာတဘဝရဲ့ပြတ်တဲ့မြို့ပြည်သားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားပြည်သားမလျှော့ကြနဲ့မလျှော့လိုက်ပါဘူးလို့ပြည်သားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားမလျှော့တိုင်းရင်ကြိုးစားကြပါတော့လို့တိုက်တွန်းချက်ပြုပြီးတရားနာပြည်သားကြီးလူတွေတတ်တဲ့အင်္ဂုလိမာလာလူမိုက်ကြီးလမ်းဆုံးမသွားဘူးလားယဟန္တာဖြစ်တဲ့ဆိုတော့ဒုက္ခတွေကတုံးမသွားဘူးလားပြည်သားဒုက္ခတွေတုံးသွားလို့ရှိရင်ဖြင့်ခင်ဗျားတို့ကကုတ်ကထိုင်းနေတာပဲဗျာနဲတဲ့ပြည်သားကြီးမဟုတ်ဘူးကြာရင်ကျုပ်ကပဲလက်မြောက်နေရကဲတရားနာပြည်သားလူမိုက်လမ်းဆုံးဒုက္ခတုံးဆိုတဲ့ဇတ်လန်းဒီနေရာမှာနေတိတန်းတဲ့ဖြင့်ခိတ္တလေးသိခံပြီးတော့ဆိုကြစမ်းမျိုးတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးယနေ့ရကြွရောက်လာတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကို
လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေကြလျင်ခြေချင်းနေဖုံဖုံးစိတ်တွေပြစ်ပြီးအသီးသီးသောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတို့သီးခရွေးသာပြန်ရပေတော့နိဝတ္တတို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရမြန်းစီရောခြေကရာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေထောပြန်ကြစေကုန်သတည်း